Finally, we did it, bro. We did it. ခြေလမ်း၄ခဲလောက်၅ခဲလောက်ရှိမှတောင်းပေါ်တယ်တော့ဆူရအောင်ဘာကိုရမလဲ啊，就不行了，他不要，这样打。要呀，来了慢的，这小那个。啊，完了都，完了都。弄不来，弄不来。啊，弄不来的。我他们俩对的。来我了妈的。Go. 那小光弄的来，那小光的都弄了。ပြန်တော့မယ်ဗျာကျောင်းကနေပြီးတော့အတရားမျိုးကြီးပြန်ဒါခလုံးရဲ့ပြန်ဆုံးသွားဟုတ်ပြီ我这个我上面我刚才在干的，然后你这个干嘛？Hello。မြန်ခိုက်မြောသူကကောလာနေပြန်ပါလိုက်ခွန်ဒီကြောက်နေပြီလားငါပြောညီလူကြီးစီရှိရောဒီကတာတဲ့ရှိတယ်ဆိုတော့အဲ့လိုရောကမိုက်ကင်နာညကိနေဒါကချင်းပဲဆိုင်ရအမနော်နော်ဒါခိုင်းရကပြောတာလေလူငယ်လပြီးတော့စကားရောဝေးစကားရောပြီးလေးမဲစကားမလို့ဟုတ်ဝဲလုံးလေအနမလာစီးပဲ他说天啊，天光我一年啊，我在搞我是真正的弄，没看也不能骗。天光我啊，我天，这把妈妈呢，我抬头天，我抬头我不打，我不打，我来，大家列边哦。谁？钓鱼啊？叫来干了喂，叫还高，那多吧，我打完。这叫游戏了是吧？唉，这该这哪里回？这叫那边。你阿布为啥子啊？
ဆောင်ရဖို့ပြောအောင်ဗျာဟာဗလားရှိပါအမရှိကားချစ်ဆရာလေးထောက်အောင်ရတယ်လားအရှိကဲကောဒီဟာဗီဒီယိုရိုက်အောင်မလို့အေးကျလို့ဗီဒီယိုတော့ Okay, 1, 2, 3, 4. It's okay. မြောက်ကနေလောရပြီနေပြောတာပြီကျောက်ကကောင်အေးစေးကောင်နီကိုနီရမြင်တော့ကွာတော့မြင်တော့ဘလို့နီးတယ် Ni nè, nhìn nó mới ok. ဘာတဲ့နောက်ကနေပေါ့ Chót. Sorry. နောက်ပေါ့ဒီတော့ပူကြတာဖတ်တယ်ပြူပါကောင်းတယ် Cái mấy con rồi. သွားဆက်သွားတယ်ကောလန်ကျောင်းပြန်ရဖတ်တယ်ယူအောင်ဆက်ပြီးတော့ရှောက်တိုင်းနေပေါ့ဒီနေမျိုးတွေမျိုးရောက်နေရသလိုပဲ Mấy tình lý gì? ဘာလို့နေမျိုးနေရွာလေးတစ်ခုအဲ့ဖြတ်လာလို့ဖြတ်လာပြီးတော့မှလမ်းလေးတစ်ခုတွေ့ပါမယ်အဲ့လမ်းရဲ့ပေါ်ကနေတော့ဖတ်တရားရဲ့ view ပေါ့ဒါချင်းချင်းရှောက်မှာဖြစ်ပါတယ်အဲ့ဒီဘေးက line တစ်ခုတွေ့ခဲ့တယ်ဆိုတော့အဲ့ကနေပြီးတော့ဖတ်တရား view ပိုက်တောင်ပေါ့ချင်းတက်ပါမယ်ဟော ဒီကောင်ကောင်းလို့တော့ကောင်းပါကောင် ခေါ်တက်လာဒီကားတဲ့30လောက်ပဲရှိသေးတယ်တော့ပြပန်းနေပြီ Rồi. ဟာ Cái con này ခြေလမ်း40လောက်50လောက်ပဲရှိမှတော့တဲ့တော့ဆူရအောင်နောက်ကတော့ reaction ပို့Oh my god. Hắn đâu ạ? Cái gì này đó, sao rồi? Chào. မင်းရှိမယ်9မိနစ်10မိနစ်လောက်တောင်ပေါ်လမ်းလျှောက်တက်လာပြီနောက်တော့တော့အရောက်တော့မယ်နဲ့တူတယ်ရှင်းမကားပါကင်ရောနေတွေ့တယ်ကြောက်လားငါဟိုဘမပူကောင်းရဘမပူကောင်းခုတော့ငါပြောထားနေကြီးကောင်းရအဲ့ဒီချောရတယ်ကျွန်းမတူရလေဟောမတောင်ဟုတ်ပြီအောက်မှာဖားထဆောင်းတော့ပေါ့ကောဟောမဟောဘာနဲ့တောင်ဘာတောင်းတရည်အမေတော့မก็พัทยาเลยဆောက်ကြီးရှိတဲ့နေရာရောက်ပြီพัทยาเลยဖရက်စီးတီးတွေဆောက်ကြီးရှိတဲ့နေရာအဲ့ရောက်ပြီကျမတာဝါချက်ပြန်တယ်Oh my god ကိုရောက်ပါ10မိနစ်ကျော်တော့ရှိမယ်10မိနစ်လောက်20နဲ့8လောက်လာ16နဲ့လာ28တော့10မိနစ်လောက်ရှော့လိုက်ရဖတ်ရစီတီဆိုတော့ကြည့်ကြရောOh finally we did it bro we did it soကျွန်တော်တို့ည8နာရီလောက်ထိဖတ်ထားရဲ့ view point မှာနေလိုက်ပြီးတော့မှတငယ်ချင်းရဲ့အတော်စီမှာထမင်းတော်စားကြပါတယ်
လား